အားလုံးပါလီစောပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကြက်သိမ်းမြေရခိုင်ချက်လေးရှက်စားမှာဖြစ်ပါတယ်ဈေးရဝယ်လာတဲ့ကြက်သိမ်းမြေလေးတွေကိုကကြီးလေးနဲ့ပပလေးရေးထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဗနင်္ဂါလေးထည့်ပြီးတော့ညီနဲ့တွေကင်းဝအောင်လို့9မိနစ်10မိနစ်လောက်စိမ်ထားလိုက်ပါမယ်ဗနင်္ဂါနဲ့စိမ်ထားတာလေးတွေကိုဆေးလိုက်ပြီးတော့ကြက်သိမ်းမြေလေးတွေကိုစနွေးမုံဂျင်းစိမ့်အနှိမ့်ငယ်ကျွတ်သွန်ပြူထည့်ပြီးတော့အယောင်အတွက်ငန်းပြားကြီးလေးအနှိမ့်ငယ်ထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ဒါတွေပြုတ်ထားစီပါဝင်ပစ္စည်းတွေကိုတော့တစ်ခါလဲကြိတ်ဆက်နဲ့ကြိတ်ထားလိုက်ပါမယ်။ကဲပြုတ်ထားတဲ့ကြက်သမင်းလေးတွေတော့နူးလာပါပြီ။စားချက်ဖို့အတွက်ကစီထည့်မယ်စီဆူလာတာနဲ့စနွေးမုံလေးထည့်ပါမယ်။စနွေးမုံထည့်ပြီးတော့ခုနကကြိတ်ထားတဲ့ပစ္စည်းအကုန်လုံးကြိတ်ထားတာကိုထည့်လိုက်ပါမယ်။ပြီးတော့စီတက်လိုက်ပါမယ်။နည်းနည်းမွေးလာအောင်ထိထားပါမယ်။နည်းနည်းလေးမွေးလာပြီဆိုတာနဲ့ခုနကပြုတ်ထားတဲ့ကြက်သမင်းလေးထည့်လိုက်ပါမယ်။အယောင်အတွက်ငပြားကြီးလေးထည့်ပြီးတော့ထည့်လိုက်ပါမယ်။ပါဝင်ပစ္စည်းတွေကတော့စားဟင်းချုံမုံထည့်ပါမယ်။အနက်လေးကလည်းမွေးနေပါပြီ။ရှက်ရည်နဲ့ကျမလေးပိုက်စားလာပါပြီ။ပြန်နည်းနည်းလေးမွေးလာပြီဆိုတာနည်းနည်းလေးနူးအောင်လို့ရေထည့်ပြီးတော့ထည့်ပါမယ်။ကြက်မြင့်မစားတဲ့ကျမမောင်လေးကတော့အတလုံးတစ်ခဲကြီးစားသွားပါတယ်။ကြက်မြင့်လုံးဝမတက်တဲ့လူကအရင်စားကောင်းနေလို့လေရှိတူသွားပါသေးရဲ့။အနက်မွေးအောင်လို့မဆလာလေးနဲ့နည်းနည်းပဲလေးထည့်လိုက်ပါမယ်။